没，没，没，他们都老没记住了。但不是一看呢，说了没，那把定了，都没记住了，呀了，呀了没？但不是一看呢，说了，没呀，也那说了，他们呀，那把没定了，没记住了，呀了。ရခိုင်နေရတယ်ဟိုးကြောက်ခေတဲ့ရပေါ့နော်ရှိခဲ့တယ်တဲ့အဲ့ဒါမေသိလားရခိုင်လူမျိုးဆိုဟိုးကြောက်ခေတဲ့ဟိုးကြောက်ခေထဲရတဲ့ဖြစ်တည်လာတာတဲ့ရှိခဲ့တယ်တဲ့ ဟိုကြောက်နေတယ် ကြောက်ခေကြောက်ခက်ကရခိုင်လူမျိုးတွေကဟိုးကြောက်ခေထဲရရှိခဲ့တယ်တဲ့အဲ့ဒါမေသိလားလို့ရခိုင်ကတမင်းနေနေတယ် တမိုင်းနဲ့ဟိုးကြောက်ခေထဲရရှိခဲ့တာတဲ့ဟုတ်လား ဟုတ်တယ်ကြောက်ကလူသားအားဖြင့် အဲ့ဆိုမေကြောက်ခေကိုမိတယ်ပေါ့ ဘာလို့ဒီမှာတရားကြီး အဲ့မေမိတယ်လို့နဲ့ပြောနေလို့လေ အဲ့ဒါရခိုင်တမိုင်းမှာတွေ့ပြီ အဲ့ဆိုအခုမှာရွှေတပိတ်တာရှိတယ်ဆိုရင်သမီးရှိတာနဲ့အဲ့ရွှေတပိတ်တာနဲ့ဘယ်ကတက်မိုးရှိလဲ ဒီတပည့်ကဘာရှိတယ်မလဲ အဲ့ဆိုရွှေတပိတ်တာနဲ့သမီးရှိတာနဲ့ဘယ်ကတက်မိုးရှိလဲလို့မေး လူကတည်းကကြီးရောတမီးကတမီးပြောတယ် သမီးကတက်မိုးရှိတဲ့ကြာတော့နော်အဲ့ဆိုမေကအဲ့ရွှေတပိတ်တာသမီးကိုပေးမေကသမီးကိုယူထားလိုက် ဒီပေါ့ ရပါလား ရတယ်တပည့်ကမကတော့ပည့်ကတစ်ထောင်လေးပေးလို့ရ အဲ့ဆိုအဲ့ရွှေတပိတ်တာမရှိရွှေတပိတ်တာသမီးကိုပေးမေကသမီးကိုယူထားလိုက်နော်အဲ့ဆိုမေကသမီးကိုအိမ်သာပြုတ်စေချင်တာလားမိဘအိမ်မှာအမြဲတမ်းကတ်စားနေစေချင်တာလားမမေကလေသမီးက အိမ်ကပြုစုချင်တာဘောကိုမရှိတဲ့အချိန်မှာပေါ်လို့တယ်လေအနားမှာတရားဖက်ထားလို့ဘယ်လိုရမှာလဲ အဲ့ဆိုမမေကသမီးနာလာတဲ့လူတွေဘာလို့မောင်းထုံနေရ ဟမ် အဲ့ဆိုမမေကသမီးနာလာတဲ့လူတွေဘာလို့မောင်းထုံနေရမေလေ မောင်တော့ပါ မောင်းမထုံလားဟမ် တော့ပါ အဲ့ဆိုမမေကသမီးနာလာတဲ့လူတွေမောင်းထုံပေါ့မမေကသမီးအိမ်မှာကမစားစေချင်ဘူးအိမ်တော်ပြုတ်စေချင်တာပေါ့အဲ့ဆိုဟုတ်လား ဟမ် အိမ်တော်ပြုတ်စေချင်တာပေါ့မမေကအိမ်မှာကမစားစေချင်ဘူးပေါ့အဲ့လိုလား အော်လူဆိုတာတင်မျိုးလေမိကရှိတော့တဲ့အချိန်